ဝုန်းကနေပွင့်ထွက်သွားတဲ့တကားနီကြီးနဲ့အတူအခန်းထဲကနေပြင်းထန်လွန်းတဲ့ပုတ်စော်ညှော်နှံကြီးကသူရရဲ့နှာခေါင်းထဲကိုအရှိန်ဟုန်နဲ့တိုးဝင်လာပါတယ်အခန်းတွင်းကအေးဆက်လာတဲ့လေပူကြီးကလည်းသူရရဲ့မျက်နှာကိုရိုက်ခတ်သွားပြီးဓမီရောင်အောက်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူရရဲ့သွေးတွေခဲမတက်တောင့်တင်းသွားရပါတယ်အခန်းအလယ်မှာဖုံတွေအလိမ့်လိမ့်နဲ့အင်္ဂလိပ်ခေတ်ကစန္ဒယာအဟောင်းကြီးတစ်လုံးရှိနေပါတယ်ထိုစန္ဒယာခုံပေါ်မှာတော့မင်းနှင်းဆိုတဲ့မိန်းမတရေကကုန်းကုန်းကြီးထိုင်နေပါတယ်။သူ့ရဲ့သပင်ဖားလျားကြီးတွေကစန္ဒယာခလုတ်တွေပေါ်အထိဖုံးကျနေပြီးခေါင်းကြီးကပုံမှန်မဟုတ်ပဲဘေးတိုက်ကို60ဒီဂရီဆောင်းနေပါတယ်။သူမရဲ့ဝတ်စုံဖြူကြီးကခြောက်တွေ့နေတဲ့သွေးကွက်အမဲကြီးတွေနဲ့ပေပွားလို့နေတယ်။ဟီမင်းလဲငါလိုပဲကမ်းကျင်လို့လားအကွဲပြီးအေးဆက်လွန်းတဲ့အတန်ကြီးကအခန်းနံရံတွေကိုရိုက်ခတ်ပြီးထွက်လာပါတယ်ထိုအချိန်မှာပဲမင်းနှင်းကစန္ဒယာခုံပေါ်ကနေကျမ်းပြင်ပေါ်ကိုဝုန်းကနေခုန်ဆင်းလိုက်ပြီးခြေထောက်တစ်ဖက်ကိုဆွဲကာသူရရှိရာစီကိုအလွန်မြန်တဲ့အရှိန်နဲ့ရှက်ကြောက်ဆိုပြီးပြေးဝင်လာပါတော့တယ်အာသူရအော်ဟစ်ပြီးလှေကားအတိုင်းအောက်ထပ်ကိုလိမ့်ဆင်းပြေးခဲ့ရပါတယ်ခြေလမ်းတွေမှားပြီးလှေကားနောက်ဆုံး3ထစ်အလိုမှာကျမ်းပြင်ပေါ်ကိုဒုံကနေပြုတ်ကျသွားခဲ့တယ်အသေးအတန်ယုံထပြီးအိမ်ရှိတကားမကြီးကိုဆွဲဖွင့်ဖို့စူးစမ်းပေမဲ့တကားကအပြင်ကနေတော့ခတ်ထားသလိုမျိုးလုံးဝဖွင့်မရတော့ပါဘူးနောက်ကိုလှည့်ကြည့်လိုက်တော့လှေကားထိပ်မှာမင်းနှင်းကမတ်တက်ရက်နေပြီးသူမရဲ့လက်သေးကွေးကွေးရှည်ရှည်ကြီးတွေနဲ့လှေကားလက်ရန်ကိုကျင်းနဲ့ဆွဲချစ်ရင်အောက်ထပ်ကိုဖြည်းဖြည်းချင်းဆင်းလာနေပါတယ်။သူရတေဘေးနီးလာပြီးမှန်းသိလိုက်ပြီးအသက်လူဖို့အိမ်အောက်ထပ်စာကြည့်ခန်းထဲကိုပြေးဝင်ကတကားကိုဂျက်ထိုးပိတ်လိုက်ပါတယ်။သတင်းပေါက်တွေကိုလိုက်ဖွင့်ပေမဲ့အပြင်ကထင်းရှူးပင်တွေကသတင်းပေါက်တွေကိုပိတ်ဆို့ထားသလိုမျိုးလုံးဝလှုပ်လို့မရပါဘူး။ဒုံစာကြည့်ခန်းတကားကိုအပြင်ကနေအားပြင်းပြင်းနဲ့ထူရိုက်တန်ထွက်လာပါတယ်။တကားတစ်သားပြားတွေဟာတစစီပဲ့ကြွမတက်တုန်ခါနေပြီးမိမရဲတန်ဆူဆူကြီးကအခန်းပြင်ကနေအဆက်မပြတ်ကြားနေရတယ်။သူရကြောက်လန့်တကြားနဲ့အခန်းထောင်းကစာအုပ်စင်ကြီးကိုတွန်းရွှေ့ပြီးတကားဝမှာခုခံဖို့ပြင်လိုက်ပါတယ်။စာအုပ်စင်ကြီးကိုရွှေ့လိုက်တဲ့အချိန်မှာပဲစင်ရဲ့နောက်ွယ်နေရန်ထဲမှာဝတ်ထားတဲ့တစ်သားတစ်တာအိုလေးတစ်ခုကျမ်းပြင်ပေါ်ကိုပြုတ်ကျလာပါတယ်။တစ်တာလေးကပွင့်ထွက်သွားပြီးထဲကနေဖုံလိမ့်လိမ့်နဲ့ဓာတ်ပုံအဟောင်းတချို့နဲ့ဒိုင်ယာရီစာအုပ်တအုပ်ထွက်ကြလာခဲ့တယ်။သူရဓမီနဲ့ထိုးကြည့်လိုက်တဲ့အခါဓာတ်ပုံထဲမှာမင်းနှင်းနဲ့အတူရေမောနေတဲ့လူငယ်တယောက်ကိုတွေ့ရပါတယ်။ထိုလူငယ်ရဲ့မျက်နှာကအခုချမ်းဆောင်ကြီးဦးဘဆွေရဲ့လူငယ်ဘဝမျက်နှာဖြစ်နေတာကိုသူရအံ့ဩပနန်းတွေ့လိုက်ရပါတော့တယ်။စာကြည့်ခန်းတကားကအကွဲကြောင်းတွေထွက်လာပြီးတရေမတ်ရဲ့လက်ပြပြား၆ကြီးတွေကအကြောင်းကြားကနေအခန်းထဲကိုလှမ်းဆွဲနေပါပြီသူရတေအိုင်ထဲကဒိုင်ယာရီစာအုပ်ကိုအမြန်ကောက်ယူပြီးနောက်ဆုံးစာမျက်နှာတွေကိုလှန်လောဖတ်ရှုလိုက်မိတယ်မင်းနှင်းကိုယ်တိုင်ရေးခဲ့တဲ့သွေးစွန်းနေတဲ့စာသားတွေကိုပါဆွေရှင်ပါလို့ဒီလောက်ရက်ဆက်ရတာလဲကျမရှင်ကိုချစ်ခဲ့ပေမဲ့မိဘတွေသဘောမတူလို့လိုက်မပြေးနိုင်တာကိုရှင်ကကျမကိုစုံငတ်ဝေအတက်နဲ့ပြူစားခဲ့တယ်။ညဘက်ဆိုကျမမျက်စိထဲမှာကြောက်စရာတရေတစီတွေပဲမြင်နေရအောင်ရှင်လုပ်ခဲ့တယ်ကျမမခံစားနိုင်တော့ဘူး။ဒီအမှောင်ထုတွေကိုမမြင်ကျင်တော့လို့ကျမမျက်လုံးတွေကိုကျမဘာသာကလော်ထုတ်ပစ်တော့မယ်ရှင်လဲတစ္ဆာဖောက်ခသားစဉ်မြေးဆက်ခံစားရပါစေ။စာကိုဖတ်ပြီးမှသူရအမှန်တရားကိုသဘောပေါက်သွားပါတယ်။မင်းနှင်းကယူပြီးသေးတာမဟုတ်ပဲဦးဘဆွေရဲ့အောင်လန်းနီးနဲ့ပြူစားမှုကြောင့်ကိုတက်တည်ခဲ့တာဖြစ်ပါတယ်။ဂျိန်းစာကြည့်ခန်းတကားမကြီးဝုန်းကနေပွင့်ထွက်သွားပြီးမင်းနှင်းကအခန်းထဲကိုလေထုထဲကနေပြန်ဝဲဝင်ရောက်လာပါတယ်။သူမရဲ့လက်သေးကွေးကြီးတွေကသူရရဲ့လယ်ပင်စီကိုဥတီလိုလာပါပြီ။မင်းနှင်းတရခံကငါမဟုတ်ဘူးဦးဘဆွေသူရအသက်ကုန်အော်ဟစ်ရင်းလက်ထဲကဒိုင်ယာရီစာအုပ်ကိုမင်းနှင်းရဲ့ရှေ့ကိုကာပြလိုက်ပါတယ်။မင်းနှင်းရဲ့လက်သေးတွေကသူရရဲ့လယ်ပင်ရေပြားကိုထိလူနီးပါးမှာတန့်သွားခဲ့တယ်။သွေးချင်းချင်းနီနေတဲ့မျက်ကွင်းအိမ်ကြီးတွေကဒိုင်ယာရီစာအုပ်စီကိုရောက်သွားပြီးအခန်းထဲမှာငိုတန်ဆန်းဆန်းကြီးထွက်ပေါ်လာပါတယ်။ထိုအချိန်မှာပဲအိမ်ပြင်ဘက်ခြံထဲကနေတစုံတစ်ယောက်ရဲ့အော်ဟစ်ညီးတွားတန်ကြီးဒုံကနေထွက်ပေါ်လာပါတော့တယ်
အိမ်ပြင်ဘက်ကထွက်ပေါ်လာတဲ့အော်ဟစ်ညီးတွားတန်ကြီးကြောင့်မင်းနှင်းရဲ့တရေမကချက်ချင်းဆိုသလိုလေထုထဲမှာဝိုးတိုးဝါးတားဖြစ်သွားပြီးအခန်းပြတင်းပေါက်တကားချက်ကြီးကိုဝုန်းခနဲ့ရိုက်ခွဲကအပြင်ကိုပြန်ထွက်သွားပါတော့တယ်။သတင်းပေါက်ပွင့်သွားတာနဲ့အတူအခန်းထဲကိုကလောမျိုးရဲ့အေးဆက်လာတဲ့ညင်ဦးလေပြင်းတွေတိုးဝင်လာပြီးသူရလည်းအသက်ပြင်းပြင်းရှူရင်းကျမ်းပြင်ပေါ်ကိုပုံရက်သားလဲကျသွားခဲ့ရတယ်။လယ်ပင်မှာတော့တရေမရဲ့လက်သေးရာကြောင့်သွေးစလေးတွေစိမ့်ထွက်နေတော့ပါပဲသူရဟာကြောက်စိတ်ကိုအောင့်အီးပြီးလက်ထဲကဒိုင်ယာရီစာအုပ်ကိုကြစ်ကြစ်ပါအောင်စုပ်ကားအိမ်ပြင်ဘက်စီကိုအပြေးလွှားထွက်ခဲ့ပါတယ်။ဝစ်ကျွေးရဲ့အဆုံးသက်ခြံထဲကိုရောက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူရခြေလမ်းတွေတန့်သွားခဲ့ရတယ်။ထင်းရှူးပင်အိုကြီးအောက်မှာခြံဆောင်ဦးဘဆွေဟာဒူးထောက်ရက်သားဖြစ်နေပြီးသူ့ရဲ့မျက်နှာတစ်ခုလုံးမှာသွေးတွေချောင်းစီးနေပါတယ်။သူ့ရဲ့ရှေ့တဲ့မှာတော့မင်းနှင်းကလေထဲမှာဝဲပြန်ရင်ဦးဘဆွေကိုသွေးအေးနဲ့စိုက်ကြည့်နေတယ်။ငါ့ကိုခွင့်လွတ်ပါမင်းနှင်းရင်အဘမားခဲ့ပါတယ်။အဘမားခဲ့ပါတယ်။ဦးဘဆွေကအသက်ကုန်အော်ဟစ်ရင်းမြေကြီးပေါ်မှာလူးလိမ့်နေပါတယ်။သူရဓမီနဲ့တေးသေးချာချာထိုးကြည့်လိုက်တဲ့အခါမှာတော့တုံလို့စရာကောင်းလာစွာပဲ။ဦးဘဆွေဟာသူ့ရဲ့မျက်လုံးနှစ်ဖက်ကိုသူကိုယ်တိုင်လက်သေးတွေနဲ့ကလော်ထုတ်ပစ်နေတာဖြစ်ပါတယ်။အတိတ်တုန်းကမင်းနှင်းခံစားခဲ့ရတဲ့နာကျင်မှုအတိုင်းဝန်နာကန်နာက30ကျော်ကြာမှဦးဘဆွေစီကိုပြန်လည်ရောက်ရှိလာတာပေါ့။ဦးဘဆွေဟာသွေးအိုင်ထဲမှာလူးလိမ့်ရင်နောက်ဆုံးမှာတော့ငြိမ်ကျသွားပြီးအသက်ပြောက်သွားခဲ့ပါတယ်ထိုအချိန်မှာပဲမင်းနှင်းရဲ့တရေမကသူရရှိရာဘက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လာပါတယ်ဒီတစ်ချိန်မှာတော့သူမရဲ့မျက်နှာကစောစောကလိုရက်ဆက်ကြောက်မက်ဖွယ်မဟုတ်တော့ပဲပုံမှန်မိန်းကလေးတစ်ယောက်လိုဖြူစင်တဲ့မျက်နှာမျိုးပြန်ဖြစ်သွားခဲ့တယ်သူမကသူရကိုကျေးဇူးတင်တဲ့အရေးအယောင်နဲ့ခေါင်းတစ်ချက်ညှိပြပြီးနောက်ဖြည်းဖြည်းချင်းနှင်းမြူတွေထဲမှာပျော်ဝင်ကွယ်ပြောက်သွားပါတော့တယ်မနက်လင်းလို့နေအောင်ကြီးနွေးနွေးထွေးထွေးဖြာကျလာတဲ့အခါမှာတော့အိမ်ပြကြီးတစ်ခုလုံးဟာအရင်လိုအေးဆက်မောင်မိုင်းမနေတော့ဘဲပုံမှန်အတိုင်းတာယာတဲ့တစ်သားအိမ်အိုကြီးတစ်ခုဖြစ်သွားခဲ့ပါပြီသူရဟာရဲစခန်းကိုအကြောင်းကြားပြီးဦးဘဆွေရဲ့အလောင်းကိုအနှံခဲ့ပါတယ်တေဆုံးမှုကကိုတက်တေမှုလို့ပဲရဲတွေကသတ်မှတ်ခဲ့ကြပေမဲ့တကယ်အမှန်တရားကိုတော့သူရနဲ့ကလောမျိုးကနှင်းမြူတွေကလွဲရင်ဘယ်သူမှသိရှိမှာမဟုတ်တော့ပါဘူးသူရဟာထိုအိမ်ကြီးကနေချက်ချင်းပဲအထုပ်ပိုးပြင်ပြီးပြန်ခဲ့ပါတယ်ဒါပေမဲ့သူ့လက်ထဲမှာတော့သွေးစွန်းခဲ့တဲ့အတိတ်ရဲ့တက်တေတိုင်းယာရီစာအုပ်လေးပါလာခဲ့ပြီးအဲ့ဒီအဖြစ်ပြက်ကိုအခြေခံပြီးသူရရေးသားခဲ့တဲ့နှင်းမြူအောက်ကအိမ်ပြကြီးဆိုတဲ့ထိတ်လန့်စရာစာအုပ်ဟာလည်းနောက်တစ်ချိန်မှာမြမစာပေလောကမှာအောင်မြင်ဆုံးတရေစာအုပ်တစ်အုပ်ဖြစ်လာခဲ့ပါတော့တယ်